ဒါဂိမ်းတောင်းနေပေါ့နော်အန်မင်းလင်းပေးလောက်ရှင်ဂိမ်းဘယ်လိုတောင်းအောင်လဲဆိုတာပြပေးမယ်ပထမဆုံးဟိုကအမှအဆက်30ဆိုတာလေးနှိပ်လိုက်ပေါ့နော်နှိပ်ပြီးလို့ရှင် copy link ဆိုတာလေးကိုယူလိုက်ပေါ့နော်copy link ဆိုတာလေးကိုယူပြီးလို့ရှင်သူက Chrome browser ထဲမှာတွားပြီးတော့ချပြီးတော့တောင်းအောင်ပါပေါ့နော်တဲ့ကနေတောင်းရမယ်မတောင်းနဲ့ Chrome browser ကနေတောင်းနော် Chrome browser မှာအမှပတ်ချလိုက်ပေါ့နော်ဖိနေပြီးတော့အမှပတ်ချလိုက်ပေါ့နော်ပတ်ချပြီးအနာခေါအောင်နော်အဲဆိုရင်ရရပေါ့နော်အဲဆို Chrome browser ထဲဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုရင်ဘယ်ဟာတောင်းရမလဲဆိုအမှ24G 23G ဆိုတာနော်အမှ download ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်download ဆိုတာလေးကိုနှိပ်ပြီးတော့ down ပါအဲဆိုရင်ရပါပြီလားတော့နော်ဟုတ်ပြီဒါကကြာဒုတိယ file ပေါ့နော်ဒုတိယ file ကကြာတော့လိုအပ်တဲ့ data file ပေါ့နော်သူက 1GB ပဲရှိတာပေါ့နော်ဒီဟာကိုလည်းခုနအတိုင်းပဲ Chrome တော့မှာ link ချပြီးတောင်းပေါ့နော်အဲဒီအဲဆိုလို့ရှိရင်သူကစာရှိပါတဲ့ဝင်ပေါ့နော်နှစ်ခုစလုံး down ပြီဆိုစာရှိပါတဲ့ဝင်ပေါ့နော်ဝင်ပြီဆိုရင် download ရသွားပေါ့download ရသွားပြီးတော့အမင်းပေးထားရပါတော့ဟိုကကြတော့ game hook ပေါ့နော်အမလူတာပေါ့နော်ခံဆိုရမယ့်ဟာအောက်ကကြတော့ file ရဲ့ data file ရဲ့နှစ်ခုပေါ့နော်အဲ3ခုပါနော်ရောတော့3ခုပါဟုတ်ပါပြီ3ခုပါပေါ်ရမယ်730ကိုနှိပ်ပါနော်နှိပ်ပေးမယ် create ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော် create ဆိုတာလေးနှိပ်ပြီးတော့ new folder ဆိုတာလေးကိုရေးလိုက်ပါနော်new folder ဆိုရေးလိုက်ရေးပြီးတော့ဒီနေရာမှာ file နာမည်ပေးရမှာပေါ့နော် file နာမည်မှာ GTA file လို့ပေးလိုက်ပါနော် file နာမည်ပေးပြီးအ file နဲ့ခုရတဲ့3ခုကိုသူကထည့်မှာနော်ဒါကဘာမှမဟုတ်ဒါကGTA file ဆိုတာလို့နှိပ်လိုက်ပါနော်ပထမဆုံးအလဲရဟာလေးကိုနှိပ်လိုက်ပါနော်အလဲရဟာလေးဖိနေလိုက်နော်ဖိနေလိုက်လို့ရှင်သူကကတ်ဆိုတာလေးပေါ်လာမှာပေါ့ကတ်ဆိုတာလေးပေါ်လာပါပြီအဲလိုနှိပ်ပြီး GTA file လို့နာမည်ပေးထားရတယ်ကွာချလိုက်ပါနော်တွေ့ရ GTA file ဆိုတာလေးနော်ခုန folder အသစ်ပေါ့ file အသစ်တိစောက်ထားတဲ့ဟာလေးပေါ့အဲဟာလေးကိုနှိပ်လိုက်ပါနော်ပြီးရင်အောက်ကစာအုပ်ပုံလေးဆိုတာလေးကိုနှိပ်လိုက်ပေါ့အဲဆိုအခု file 3ခုကြာလိုက်ပါနော်ဒါလိုအပ်တဲ့ file 3 file ပါနော်မအောင်ဆုံးအနေနဲ့သူက game hook ပေါ့နော် game hook ကိုသူက install တင်မရအောင်ဒါကကြတော့ခံဆောရမယ့် emulator ပါနော်ဒီ install ဆိုတာလေးကိုနှိပ်လိုက်ပါနော်setting ဆိုရင် setting ရွေးပါနော် install ဆိုတာလေးနှိပ်လိုက် install ဆိုတာလေးပြန်နှိပ်ပါနော်ခုန setting ရွေးပြီးပုံစံဖွင့်ခိုင်းတာကိုဖွင့်ပေးလိုက်ပါနော်install ဆိုတာနှိပ်လိုက်ပါ install anyway နှိပ်ပါနော်ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ install တူရခြင်းမတူဘူးပေါ့နော်ဒါပေမဲ့အဲ့နေရာမှာ install တင်ပေးရအောင်နော်ဟုတ်ပြီ install တင်ပြီဆိုရင် software တဲ့ဝင်သေးပါဘူးနော်ပထမဦးဆုံးအနေနဲ့အောက်က20 GB ဆိုရလေပေါ့နော်အောက်က GTA 5ဆို20 GB ဆိုရဟာလေးပေါ့နော်အောက်ကအဲ့ဟာလေးပေါ့နော်အဲ့ဟာလေးကိုသူက sync ရမှာနော် sync file တွေရမှာ sync file ခြင်းပဲဆိုအဲ့ဟာလေးကိုနှိပ်ပြီးရရှင်မယ် extract share ဆိုရလေးကိုနှိပ်လိုက်ပါနော်ဒီနေရာမှာတော်တော်လေးကိုကြာပါတယ်နော်ဘာတော့ဟို22 GB 20ကျော် GB ကို sync ရဆိုတော်တော်လေးကြာတယ်ဗျာတော့တော်နေမရဘူးခုကဖြည့်ပြီးပေါ့နော် admin ကကြော်လိုက်ပါတယ်နော်တော်တော်လေးနိုင်ခွဲလောက်စောင့်ရပါတယ်နော်နိုင်ခွဲလောက်စိတ်ရှည်နဲ့စောင့်ရပါတယ်ဟုတ်ပြီအဆင်းဖိုင်ရလာပြီဆိုအဆင်းဖိုင်နဲ့ဝင်ရသေးဘူးပေါ့နော်ဖိုင်ထည့်ရမှာပေါ့နော်ဒုတိယဖိုင်ပေါ့နော်ဒုတိယ 1GB ဆိုတဲ့ဖိုင်ပေါ့နော်အဖိုင်နဲ့ကိုသူကနှစ်ချက်နဲ့နှိပ်ပြီးတော့ blue ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော်နှလုံးပုံလေးနဲ့အဲ့ဟာလေးကိုနှိပ်လိုက်ပါနော်ဟုတ်ပြီအဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုတော့တစ်ခါထပ်ဝင်ပေါ့နော်ဝင်ပြီးဆိုလို့ရှိရင်သူကပေါ်ကအဆက်30ကိုနှိပ်ရမှာနော်အဆက်30ကိုနှိပ်လိုက်ပေါ့အဆက်30ကိုနှိပ်ပြီးလို့ရှိရင် multi slash ဆိုတာလေးရှိရပါတော့အမှန်ချင်းတစ်ခုပုံနဲ့အဲ့လေးကိုရွေးလိုက်ပါနော်multi slash ပြီးလို့ရှိရင်အမှန်ချင်းတစ်ခုနဲ့ဟာပဲနော်အဲ့လေးကိုထပ်နှိပ်ပြီး slash off ဆိုတာနှိပ်လိုက်ပါနော်အဲ့ဆိုရင်အကောင်လုံးကိုသူက auto slash ပေးပြီးသားဖြစ်ပါမှာအဲ့ပြင်ထုံးစံတိုင်းအလဲရဟာအလဲမှာဖိနေလိုက်ပါနော်ကြိုက်တဲ့နေရာပေါ့အလဲတစ်ခုခုကိုဖိနေလိုက်ပါနော်ဖိနေလိုက်ပြီဆိုလို့ရှိရင်သူက copy ဆွဲရလေးပေါ်လာမှာ copy ဆွဲရလေးနှိပ်လိုက်ပေါ့
နေပြီးလို့ရှင်ခုန24 GB စင်းဖိုင်ထေးလာတဲ့ဟာတွေကိုရေးလိုက်ပါနော်အဖိုင်တွေကိုနေပြီးလို့ရှင် GTA data ဆိုရလေးရှိကြပါနော်GTA data လေးကိုဝင်ရမှာပါGTA data လေးဝင်ပြီဆိုပတ်ချလိုက်ပါနော်အောက်ကစာပုံလေးနေလိုက်ပါနော်လေးကိုနေလို့ရှင်အမှန် apply to file ဆိုတာလေးအမှန်ကြီးလေးချစ်ပေးလိုက်ပါနော်အဲ့လေးအမှန်ကြီးချစ်ပေးရင်ဘေးနားလေး replace ဆိုတာလေးကိုနေလိုက်ပါနော်ဘာနေတစင်ချင်းလောက်ကြည့်ပါနော်ဘာမှမခတ်ပါဘူးနော်ဒါလေးကလွယ်ပါတယ်ဘာသာတော့ FC2 စစ်တွေပါတယ်လောက်တာမှခေါင်းမနာဘာမှမခတ်ပါဘူးဟုတ်ပြီအဲ့ဆိုရင်ရပြီပေါ့နော်ဖိုင်ထည့်ပြီးပါပြီအကုန်လုံးဖိုင်ထည့်ပါပြီဖိုင်ထည့်ပြီးပါပြီဆိုလို့ရှိရင်ပြန်ထွက်လိုက်တော့ပေါ့နော်ဂိမ်းဟူးဆော်ဝဲနဲ့ဝင်ပေါ့နော်ဂိမ်းဟူးဆော်ဝဲနဲ့ဝင်ရပါမယ်ဂိမ်းဆော်ဝဲ agree ဆိုတာလေးနင်လိုက်ပါနော်လောင်းပေါ့နော်အဲ့ဒီနေရာမှာသူကကိုကြိုက်တဲ့ဂိမ်းသုံးကိုရေးပြလိုက်ပေါ့နော်ဒါကဘာမှမဟုတ်ဘူးသူကဒီတိုင်းဂိမ်းနဲ့ဝင်ပြီးတော့ဒီတိုင်းပေါ့နော်ကိုကြိုက်တဲ့ဂိမ်းသုံးကိုရေးပြလိုက်ဟုတ်တယ်ရပြီဆိုလို့ရှိရင်သူကအားလေးပေါ့နော်ဒီချာလေးကြည့်ဒါကလေရလိုက်မှုထားမှာပေါ့နော်ဟုတ်ပြီရပြီဆိုဘေးနားရ library ဆိုရလေးရှိရပေါ့နော်library ဆိုရလေးရှိရအဲ့လေးရှိရပါနော်အဲ့လေးလည်းချက်ဝင်ပါနော်ဝင်ပြီးရင်သူကအကောင့်လွှင့်မလုပ်ရအောင်ပေါ့နော်အကောင့်ဒီနေရာမှာ Gmail နဲ့ချိန်ပြအောင်ပေါ့နော် Gmail နဲ့ချိန်မှာအောက်မှာ wire လေးပေါ့နော်အမှ Gmail နဲ့ချိန်ပြအောင်ပေါ့နော်ဒီနေရာမှာအရေးကြီးတာတစ်ခုရှိရပါတော့ဟုတ်ပြီအဲ့လေးတစ်ခုနှိပ်အဲ့လေးနှိပ်ပြရမှာပေါ့နော်အဲ့ဒီနှိပ်ပြီး Gmail ဆိုတာနှိပ်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ဒီနေရာမှာပေါ်လာလိမ့်မှာပေါ့နော်ကိုကြိုက်တဲ့ Gmail ကိုချိန်ပေးလိုက်ပါနော်ကိုကြိုက်တဲ့ Gmail ကိုချိန်ပေးလိုက်ပါဒါကြောင့် Gmail ချိန်မရအောင်ဆိုလို့ရှိရင်ဒီလားအပေါ်မှာလေ Anna email ဆိုတာကို Gmail ထည့်ပြီးတော့အောက်မှာကုတ်ထည့်ပြီးတော့လုပ်ပါနော်အဲ့ဒါဆိုလဲဆင်ကြီးပါတယ်ပြီးရင် import ဆိုတာလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီး login ဆိုတာလေးနှိပ်နော်ပေါ်သွားဟာလေးပါallow နဲ့ permission ကိုပေးလိုက်ပါနော် permission ဖွင့်ပေးလိုက်ပါနော်ဒါမှ file နဲ့ဝင်လာမှာပါဟုတ်ပြီအဲ့ဆိုရင် download ကိုရေးပါနော် download ကိုရေးပါdownload ရေးအမှ GTA5 ဆိုတာလေးဝင်ပါနော် GTA5 ဆိုတဲ့ file လေးကိုဝင်ပြီးအထက်ကိုထပ်ဝင်ပေါ့နော်တစ်ထပ်ဝင်အောင်နော်ထပ်ဝင်ပြီးဘေးနားလေးအမှ GTA data ဆိုတာရှိရနော်အဲ့ဒါလေးဝင်ရမှာဝင်ပြီးအမှဘေးနားလေးဟာမှာ GTA ဟိုဟာဆိုရလေးအဲ့လေးနော်ဒုတိယဟာလေးနော်အဲ့နေရာမှာတခြားကြည့်ပါချူကပထမဟာရမ်းနေကြနော်ပထမဟာနေရင်ဘရာတော့ဆော့မရပါဘူးဒုတိယဟာပါနော်အမင်းတခြားလေးပြန်ပြီးပြပါမယ်ဒုတိယဟာပါနော်ဒုတိယဟာကိုရွေးခိုင်းတာပါအဲ့လေးနော်အဲ့လေးကိုတခြားမမားပါစေနဲ့ဟုတ်ပြီအဲ့ဆိုအဲ့လေးနေလိုက်ပါနော်နေလို့ရှိရင် confirm ကြာရုံနေလိုက်ပါနော်ဒါမှဒုတိယဟာမှာဖိုင်စစ်ပါနော်ဒါတော့တခြားမားမယ်နော်ဝင်အဲ့ဆိုရင်ဂိမ်းနဲ့ဝင်လိုက်ပါနော်ပြီးရင် play now ဆိုရတယ်နေလိုက်ပေါ့အဲ့ပြီးလို့ရှိရင်သူကဒီနေရာမှာတောင်းခိုင်းတယ်နော်ဒီနေရာမှာတောင်းခိုင်းပါဒီနေရာမှာ 900MB တောင်းခိုင်းပါတယ်နော်အခုလိုမျိုး 900MB ပြည့်အောင်လို့ဘာသာကတောင်းပေးရမှာပါနော်ခဏတော့စောင့်ပြလိုက်ပါနော်အမေအောင်လည်းကြော်လိုက်တယ်ပေါ့နော်ဘာသာက900MB ထိစောင့်ပြီးဆိုရင်သူကရပါတယ်နော်ဒီကဘာစေးပိုင်းနေပါတယ်မှာတော့ထည့်စရာမလိုပါဘူးเนาะဒီနေရာမှာဆိုရင်သူက game clock ကို auto change တာပါเนาะဒီနေရာမှာပေါ်လာရှင်တော့ okay ဆိုတာလေးကိုနှိပ်လိုက်ပါเนาะနှိပ်ပြီးတော့ခဏလောက်စောင့်ပါเนาะခဏနေငယ်စောင့်တကယ်လို့ဘာသာအခုလက်ရှိ control ချက်မနေဘူးဆိုရင်ဘတ်နဲ့ထွက်ပါเนาะ
ဘန်နဲ့ဗန်လေးချက်နှိပ်ပြီးအမေဆွစ်ပါရတာဗတ်တက်လေးအောက်ဆိုတာလေးရှိမှာနော်အဲ့ဒါလေးကိုဒီအခုပြထားတာတွေရေးပြလိုက်ပါနော်အဲ့ဒါရာတော့ GTA 5 ဆော့ဖို့အတွက်တည်တံ့ခလုတ်ပါနော်ခုအမင်းကြထားတဲ့ခလုတ်မဖြစ်ဘူးဆိုဘာသာအခလုတ်ကိုရေးပြရမှာပေါ့နော်အခလုတ်ကိုရေးပြလိုက်ပါနော်ဒီနားလေးမှာနည်းနည်းတော့ညံလိုက်မှာပေါ့နော်ဒီနားလေးမှာနည်းငယ်တော့စောင့်ပေးရတယ်နော်ဘာသာနော်ဒီနားကိုဆိုဒါကဘာမှမဟုတ်တော့အလင်းချက်ခိုင်းတာပေါ့နော်အလင်းလေးချက်ပြီးတော့အမေဟိုပါလေးနှိပ်တော့နော်သူကြခိုင်းတဲ့ဟာလေးနှိပ်လိုက်ပါအဲ့ဒါဆိုရပါပြီ Gets hurt. Go! Open the door. They'll get worse than hurt. Hey! Hey! Ah! Come on! Finally! Don't do anything! Let's go! Shut up! Shut the fuck up! Come on! In the back! Hands behind your back! Come on, mister. We're giving you everything you want. Don't even think about it! I'll do it, I'll do it. Okay. Get in there! Sit tight! I'll handle the blasting! Don't blow yourself up! Listen up! M! Hurry! What's he doing? I said the closet! Kill us in Get here. him in there! Come on! Alone! You! Do shit to you! In the back! Come on! All set! Phone it in! I'm calling it! Detonate! All right, we gonna do this? Huh? Show me the money! Slow and steady, T. Slow and steady. Come on! That's the score! We're just taking the non-sequential notes. There's enough here for us all to enjoy. Depends on how you look at it. What's the holdup? Coming out, B! Give it up! I got him! I saw your face. I'll remember you. Get 1,000 things every day. How about you make sure this is one of them? Damn. This nigga must got the baby dick. Yeah. And all this shit paid for with bad credit. Like that? Bobby big dick on a nigga, huh? Shit, for real, homie. Damn, this motherfucker got robo roof and everything, nigga. He should have paid the nizzo. Man, you gotta grind to keep that shit. Now it's back on us. Hell yeah, I want to see what it do. Hey, hit me on the speakerphone, Law. Oh, shit like that? For sure, homie.